တော့အမိုက်ဆိုပြည့်နည်းနဲ့ပတ်သက်ပြီးပဲဖြစ်ပါတယ်။အမိုက်ဆိုတာဘာပါလဲ။အမိုက်ဆိုတာမိဖို့ကြောင့်ကနေထွက်တဲ့အမိုက်နဲ့အစားအကျွင်းကြံတွေပဲဖြစ်ပါတယ်။လူတွေစားတောက်နေတဲ့ရာမှန်သမျှဟာအမိုက်ဆိုဖြစ်သွားပါမယ်။ဥပမာအသားအသီးဟင်းသီးဟင်းရွက်စတာတွေပဲဖြစ်ပါတယ်။ခရုကွန်ငါးအယိုးအသားအယိုးကြက်ဥကွန်ကော်ဖီနွေးချအမှုန့်များအစားအသောက်အကျွင်းကြံများပဲဖြစ်ပါတယ်။အမိုက်ဆိုတာဘလို့အမိုက်မျိုးလဲလို့သဘောပေါက်ပြီလို့ထင်ပါတယ်။နောက်တစ်ဆင့်အနေနဲ့အမိုက်ဆိုကိုဘယ်အချိန်ပြည့်ရတယ်လဲဆိုတာကြည့်ကြည့်ရအောင်။ဒီစာရွက်လေးကိုတွေ့ဘူးပါသလား။မိမိနေထိုင်တဲ့နေရာပေါ်မူတည်ပြီးအမိုက်ပြည့်တဲ့အချိန်စရာကမတူတဲ့အတွက်ကြောင့်ရက်ွက်ရုံမှာအတည်ပြုပေးပါရှင်။ဒါဆိုရင်ဘယ်လိုလုပ်ပြီးမှန်ကန်အောင်ပြည့်ရပါမလဲ။အမိုက်ဆိုပြည့်တဲ့သတ်မှတ်နေရာမှာဒီလိုအပြာရောင်မှိုက်ပုံကြီးကြီးရှိပါတယ်။အမိုက်ပြည့်တဲ့အခါမှာအမိုက်တွေကိုအပြာရောင်ပုံကြီးတဲ့တိုက်ရိုက်ပြစ်ပေးပါ။အမိုက်ပြည့်တဲ့အခါမှာရေကိုစစ်ပေးဖို့မမေ့ပါနဲ့နော်။နောက်တစ်ခုအနေနဲ့တရွက်ကျူတွေဖြစ်တဲ့အခါအမိုက်ဆိုပြည့်တဲ့နေ့မှာအတူတူဖြစ်နိုင်ပေမဲ့တယံဇာတအမိုက်ထဲတဲ့ပန်းရောင်အိတ်နဲ့ပြစ်ပေးပါရှင်။တစ်ကိုင်းတွေပြည့်တဲ့အခါမှာတော့1မီတာကျော်ပါကဖြတ်ပြီးဖြီရလွယ်ကူတဲ့ကြိုးပလတ်စတစ်ကြိုးစက္ကူကြိုးတို့နဲ့ချီပြီးပြစ်ပေးပါရှင်။တန်ဆူးကြိုးများနဲ့မချီပါနဲ့။အမိုက်ဆိုတာဘလို့အမိုက်မျိုးလဲလို့သဘောပေါက်ပြီလို့ထင်ပါတယ်။အမိုက်ဆိုပြပုံပြနည်းလေးလည်းသိပြီလို့ထင်ပါတယ်ရှင်။နောက်တစ်ဆင့်အနေနဲ့အမိုက်ခွဲတဲ့နေရာမှာအသုံးဝင်တဲ့ပစ္စည်းတချို့ကိုမိတ်ဆက်ပေးချင်ပါတယ်။အရင်ဆုံးဒါလေးကတော့ရန်တရာဆိုင်ကနေဝယ်လို့ရတဲ့အမိုက်ပုံလေးပါဒီပုံလေးကရေးစစ်လို့ရတဲ့စကားလေးလည်းပါပါတယ်ရွယ်စားသိငယ်တဲ့အတွက်ကြောင့်နေရာမယူလို့အဆင်ပြေပါတယ်ရှင်နောက်တစ်မျိုးကတော့ရက်ွက်ရုံကနေဝယ်လို့ရတဲ့ပုံမျိုးစားဖြစ်ပါတယ်သူကအမျိုးအစား2မျိုးရှိပြီးအနက်လုံးနဲ့အမျိုးအစားနဲ့ရေးစစ်စကားပါတဲ့အမျိုးအစားဆိုပြီးဖြစ်ပါတယ်2မျိုးစလုံးကစိုက်ကြည့်တဲ့အတွက်ကြောင့်အမိုက်ပမာဏများများဝင်ဆက်နိုင်ပါတယ်